ဒီမှာလေဇလန်လေးရိုက်လိုက်ပါဘူး အဲ့နိုင်ရော ဒီအရှိရောက်နေဝင်လာခဲ့တဲ့တော့ ။ဒီအဲ့လိုဝင်ခဲ့လိုက်လေ ဟာတားကြီး ။အားရောဘာလို့ကြာလဲ အေးဟုတ်တယ်လိုင်းကမြက်လို့ငါဟယ်လီကော်ပတာနဲ့ပဲလာလိုက်တာကွာ ။ဟယ်လီကော်ပတာနဲ့လား အေးလေ ။ဘာမှ ဒီမှာလေ What the fuck bro ခဏလေးပဲရိုက်ချင်လို့ ဘာရမှာမင်း နင်းကလည်းမတွေ့ရကြဘူးကွာမင်းတိုင်းမှာဗီဒီယိုတွေရိုက်ငါလည်းစင်နာတွေရိုက်တယ်ဘလော့တွေရိုက်ကားလိုက်ကမတည့်ရင်ကွန်တက်တစ်ပုတ်ပဲရှိတယ်မရိုက်ဘူးတပုတ် တေးတေးတဘော အဲ့ဒါကွန်တက်တစ်ပုတ်တော့ငါတို့ဒီ script ရေးတယ်အားရက်စင်တဲ့ပုံစံပါဒီခဏတော့အတဲကွဲနေပုံစံတော့ဒီအဲ့တော့မင်းကဟောဒီပေးနေငါအတက်တစ်ခုခုအဲ့လိုမရိုက်ချင် တဲခွေမင်းရှိလို့ပြောပြမယ်။မင်းအရင်ကောင်မလေးပေါ့ကွာ။မင်းကိုလာဆက်သွယ်။လာဆက်သွယ်တဲ့အချိန်မှာမင်းကနောက်တစ်ယောက်ရပါကွာ။နောက်တစ်ယောက်ရပြီမင်းကသူ့ချီမှာ မိုက်ဘောချာကြောင်းလိုက်တော့နှစ်ကောင်တင်မှာ vlog အနေနဲ့တော့ငါနှစ်ကောင်မဟုတ်ဘူး vlog အေးဟုတ်ပြီနောက်တစ်ခါနောက်ထားတော့ဘလို့ဆိုတော့မင်းကငါ့ညီလာတယ်ပဲထားပါတော့ကွာ။ငါမျိုးလာခေါ် မင်း vlog နည်းနည်းရိုးရှင်းတယ်လာခေါ်တာပြီးရင်ဘာမှမရှိဘူးကွာ ။မင်းသင်ထားတယ်မလား။ရောက် 3 hours later ငါပထမဆုံးပြောတယ်တော်တော်စင်ကြီးနေတာ။မင်းငါရေးတာတော်တော်လေး fine နေပါပါတယ် အဲ့ဒါဆိုရင်တိတ်ခွဲငါပြောတဲ့ဇာတ်လမ်းတွေရိုက်လိုက်ပါဘူးမြန်မာနိုင်ငံအတိတ်ခွဲတွေနဲ့ငါတို့ဥစ္စာတွေလူ ။အေးမင်းပြောတော့ဆောက်ဝေါကမရိုက်ဆိုမင်းအဲ့မဟုတ်သေးဘူးနော် အဲ့ငါကွန်တက်ဆောက်ဘောလို့တော့ပြောငါတရားဝတ်သုံးဖို့ရိုက်နေပါဘူးမင်းကမတရားဝတ်သုံးဖို့ကွန်တက်တော့လာပြောတယ် ။မင်းကိုရောက်နေငါ့ရင် ဘာမှမဟုတ် ။ဟဲ့မင်းကငါ့ရင်နေတာဒီမရိုက်ချင်ဘူးကွာရောက် ဘူး တင်ရ ဟိုရောငါဟိုကတော့ငါပြတယ်